ကင်ဆာယောဂတဲ့လေးရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးတဲ့ဆရာဝန်ကောင်းလေးဟာသူ့မျက်လုံးမှာကင်ဆာယောဂခံစားနေရတယ်ပိုဆိုးတာကနောက်ထပ်6နာရီအတွင်းမှာသူ့ရဲ့မျက်လုံးတစ်ဖက်ကိုမထုတ်ပြရင်ကင်ဆာဆဲတွေကတကူလုံးကိုပြန့်နှံ့တော့မှာပါမျက်စိမကွယ်ခင်မှာကောင်းလေးကသူ့ရဲ့ဆန္ဒ3ခုကိုဖြည့်ဆည်းပေးဖို့ဆရာဝန်မလေးကိုတောင်းဆိုခဲ့တယ်ဆရာဝန်မလေးကလည်းသဘောတူခဲ့တယ်ပထမဆုံးဆန္ဒကတော့မျက်စိမကွယ်ခင်မှာသူကြိုက်နေတဲ့ကောင်းမလေးကိုသွားပြီးဖွင့်ပြောဖို့ပါဆရာဝန်မလေးကသူ့ကိုတတိရှိအောင်အားပေးခဲ့လို့သူလည်း main ကလစ်စီသွားပြီးရင်ထဲကခံစားချက်တွေကိုဖွင့်ပြောနိုင်ခဲ့တယ်ဒုတိယဆန္ဒကတော့ပြန်ကားမောင်းချင်တာပါဒါကြောင့်ပြန်ကားကွင်းတစ်ခုကိုသွားခဲ့ကြပြီးသူဖြစ်ချင်တဲ့အတိုင်းပြန်ကားမောင်းစေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆရာဝန်မလေးကသူ့ရဲ့နောက်ဆုံးဆန္ဒကိုမေးပါတယ်ဒါပေမဲ့ဒီဆန္ဒကကလေးတယောက်အတွက်တော်တော်လေးအနေနဲ့များနေပါတယ်ကောင်းလေးလည်းပြောဖို့ဝင်လင်းနေခဲ့တယ်ဆရာဝန်မလေးကတော့သူ့မျက်နှာကိုကြည့်လိုက်တာနဲ့သူဘာဖြစ်ချင်နေလဲဆိုတာကိုရိပ်မိသွားတယ်ဒါကြောင့်အနီးနားကဘာတစ်ခုကိုသွားပြီးဝန်ထမ်းကိုအကျိုးအကြောင်းပြောပြတယ်ဒီကောင်လေးကနောက်ထပ်နိုင်ပိုင်းအတွင်းမှာမျက်စိကွယ်တော့မှမို့ပေးဝင်ဖို့တောင်းဆိုခဲ့တယ်ဒါပေမဲ့သူကအသက်18နှစ်မပြည့်သေးလို့ဆိုပြီးညှင်းခံရတယ်သူ့ရဲ့နောက်ဆုံးဆန္ဒကိုမဖြည့်ဆည်းပေးနိုင်ပဲဆရာဝန်မလေးဟာကောင်လေးကိုဆေးရုံပြန်ခေါ်လာခဲ့ရတယ်ဆေးရုံရောက်တော့သူမိဘတွေလည်းဝမ်းနဲ့လို့သူ့ကိုဖက်ပြီးငိုကြတယ်သူ့ကိုခွဲစိတ်ဖို့ပြင်ဆင်နေပေမဲ့ကောင်လေးကသူ့ရဲ့နောက်ဆုံးဆန္ဒမပြည့်သေးတဲ့အတွက်တော်တော်လေးစိတ်ပြက်နေတယ်မျက်စိမကွယ်ခင်မှာဒါလေးကိုစမ်းကြည့်ချင်ခဲ့တာပါအဲ့ဒီချိန်မှာပဲဆရာဝန်မလေးကသူတန်းတက်နေတဲ့အရာကိုလန့်ပြီးပြလိုက်တယ်အဲ့ဒီခါမှာကောင်လေးလည်းအရန်ကိုဝမ်းသာခြင်းနဲ့သွားခဲ့တယ်နောက်ဆုံးတော့သူဟာစိတ်အေးလက်အေးနဲ့ခွဲစိတ်ဖို့သဘောတူလိုက်ပါတယ်အတော်ကိုကျဉ်းနှံမှုရှိတဲ့ဆရာဝန်မလေးပါသူ့လိုဆရာဝန်မျိုးကိုအများကြီးမွေးထုတ်ပေးဖို့လိုအပ်ပါတယ်